မုံတိုင်းကြောင့်ယထာမထွက်နိုင်သေးတဲ့ယထာဘူတာယုံတစ်ခုမှာခီးတဲ့အုပ်စုတစုအိမ်ပြန်နိုင်ဖို့စောင့်ဆိုင်းနေကြပါတယ်။အချိန်ကြာလာတော့အားလုံးပြင်းလာကြပြီးအဲ့ဒီအချိန်မှာထူးဆန်းသလိုလှုပ်ဝက်ဆန်တဲ့အမျိုးသားတစ်ယောက်ကသူ့မှာရှိတဲ့ဇလန်းများတွေကတပုတ်ကိုပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ကိုဇလန်းစတင်စေတဲ့အကြောင်းရင်းကတော့လူတစ်ယောက်ဝတ်ထားတဲ့စစ်တူရင်ကွက်ပုံပါတဲ့အင်ဂျီတစ်ထည်ပါပဲ။ဇလန်းကတော့အထူးစစ်တူရင်ပြပွဲတစ်ခုမှာစတင်ပါတယ်။အဲ့ဒီနေရာမှာကမ္ဘာစစ်တူရင်ချန်ပီယံအကီယာဟာစူပါဘာလူလို့ခေါ်တဲ့အဆင့်မြင့်ကွန်ပျူတာတစ်လုံးနဲ့ရှင်ပြိုင်နေရပါတယ်။အကီယာကတစ်စက္ကန့်ကိုလှုပ်ရှားမှု3ခုပဲတွက်ချက်နိုင်တော့လဲစူပါဘလူးကတော့တစ်စက္ကန့်ကိုလှုပ်ရှားမှုတန်း20ကျော်ကိုတွက်ချက်နိုင်ပါတယ်။အားနည်းချက်ကအလုံးရှင်းလင်းနေပြီးပရိသတ်ကြီးရှိမှကစားရတဲ့ဖိအားကလည်းမခံနိုင်တော့အောင်ကြီးမာပါတယ်။အချိန်ကြာရှည်ပြီးစိတ်ပင်ပန်းဖွယ်ပြိုင်ပွဲအပြီးမှာအကီယာဟာသူ့ရဲ့ဘရင်ကိုလှည့်ချပြီးအရှုံးကိုလက်ခံလိုက်ပါတယ်။ပရိသတ်တွေအံ့အားသင့်စွာအတန်ထွက်ကြပြီးအစီအစဉ်တင်ဆက်သူကတမိုင်းတစ်လျှောက်လူသားတစ်ယောက်ကကွန်ပျူတာကိုပထမဆုံးအရှုံးပေးခဲ့တဲ့အချိန်မှလို့ကြေညာလိုက်ပါတယ်။သတင်းထောက်တွေအကီယာကိုဝိုင်းရိုက်နေစဉ်အစီအစဉ်တင်ဆက်သူကအကီယာရဲ့မျက်နှာကစူပါဘလူးလို့ပြသွားပြီးလို့ပြောလိုက်တာကြောင့်လူတိုင်းရင်မောကြပါတယ်။အဲ့ဒီအချက်တရားနဲ့စိတ်နာခြင်းကြောင့်အကီယာဟာသူ့ရဲ့ဘရင်အယုတ်ကိုကင်ပြီးပုတ်ပေါ်ကိုပြင်းပြင်းထန်ထန်ထိုးရိုက်လိုက်ပြီးစစ်တူရင်ပုတ်ကိုခွဲပစ်လိုက်ပါတယ်။3နှစ်ကြာပြီးနောက်အကီယာဟာစိတ်ကြဝေဒနာကိုအရက်နဲ့ဖုံးကွယ်ရင်းလမ်းဘေးမှာအခြားအိမ်မက်လူတွေနဲ့အတူအိမ်နေတဲ့ဘဝကိုရောက်ရှိနေပါတယ်။အဲ့ဒီအချိန်မှာပဲခန်းနာတဲ့ကားတစ်စီးရုတ်တရက်ရက်လာပြီးအနက်ရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသား2ယောက်ထွက်လာကြပါတယ်။သူတို့ဟာအကီယာကိုဖမ်းဆွဲပြီးကားထဲဆွဲသွင်းကသူ့ရဲ့ဆန္ဒပြုမှုတွေကိုလုံးဝမလစ်လျူရှုပဲထွက်ခွာသွားပါတယ်။ခဏကြာမှာတော့သူတို့ဟာအင်ကြီးတစ်လုံးစီရောက်လာပြီးအကီယာကိုကြောက်မက်ဖွယ်ရုပ်တုတွေဝိုင်းထားတဲ့အခန်းထဲမှာခြံထားခဲ့ပါတယ်။လက်တွဲတောင်ကင်ထားတဲ့အဖိုးကိုတယောက်ပေါ်လာပြီးသူ့လူတွေအကီယာကိုကောင်းကောင်းဆက်ဆံခဲ့မယ်လို့မျှော်လင့်ကြောင်းပြောပါတယ်။သူ့ကိုယ်သူမိမဆက်ပဲဒန်နာရီဆန်နဲ့စစ်တူရင်ချန်ပီယံကိုရှာနေတာလို့ပြောလိုက်ပါတယ်။အကီယာကမသိတယ်လို့ဟန်ဆောင်လိုက်တော့အဖိုးအိုကအကီယာဘာကြောင့်ဒန်နာရီဖြစ်ခဲ့တယ်လဲဆိုတာကိုအသေးစိတ်ရှင်းပြလာပါတယ်။လူတွေကဂျပန်လူမျိုးတယောက်ကကမ္ဘာချန်ပီယံမဖြစ်နိုင်ဘူးလို့ယုံကြည်ခဲ့ကြပေမဲ့အကီယာကအဲ့ဒီအယူဆကိုဖျက်ဆီးခဲ့ပါတယ်။စက်တိုက်အနိုင်ရမှုတွေကြောင့်တမိုင်းတစ်လျှောက်အင်အားအကောင်းဆုံးချန်ပီယံလို့ခေါ်ခံခဲ့ရပါတယ်။ဒါပေမဲ့ကွန်ပျူတာကိုအရှုံးပေးခဲ့တဲ့အရှုံးတစ်ချိန်တွေကသူ့ဘဝကိုပြိုကွဲစေပြီးလူမသိအောင်ပျောက်ကွယ်သွားစေခဲ့ပါတယ်။အဲ့ဒီအဖိုးအိုကအကီယာစူပါဘလူးကွန်ပျူတာကိုရှုံးလုံးကပတ်စံတွေအများကြီးလောင်းကြီးရှုံးခဲ့တာကြောင့်အခုရော်ကြီးပြန်ပေးတဲ့အနေချက်ကစားခိုင်းနေတာပါ။အကီယာကသူမဟုတ်ကြောင်းညှင်းဆန်ပေမဲ့အဖိုးအိုကအကီယာအကြောင်းသတင်းစာတွေဆောင်းပါးတွေစုထားတဲ့ဖိုင်ကိုပြသပြီးသူ့ရဲ့စိတ်ကြဝေဒနာအင်ချီယာမဲ့ဘဝအထိရောက်သွားတဲ့အကြောင်းအရာတွေကိုဖတ်ပြပါတယ်ဓာတ်ပုံတွေပါလာတဲ့အတွက်သူရှိကလူကအမှန်တကယ်အကီယာဖြစ်တယ်ဆိုတာအဖိုးအိုကပြောလိုက်ပါတယ်အကီယာကသူ့ကိုတန်းကြွယ်တထေးရဲ့ကစားစရာမဟုတ်ဘူးလို့ပြောပေမဲ့အဖိုးအိုကအကီယာစစ်တူရင်ပုတ်ကိုကြောက်နေတာသိပြီးအဖြူရောင်ဘရင်အယုတ်ကိုဖမ်းယူကမင်းကအရှုံးနဲ့လူလို့ပြောလိုက်ပါတယ်အဖိုးအိုကသူ့ရဲ့စိတ်တန်ရာတွေကိုထိုးဆွပြီးကစားပွဲတွေကိုဆွဲသွင်းလိုက်ပါတယ်။အဲ့ဒီကစားပွဲကတာမန်ကစားပွဲမဟုတ်ပါဘူး။ကစားပွဲစတင်ချိန်မှာအဖိုးအိုဟာလက်ချက်တစ်ခုတက်ထားပြီးကစားနေပါတယ်။သူကချက်ဆိုတာစစ်တလင်းတစ်ခုလိုပဲလို့ပြောရင်းအကီယာရဲ့စိတ်ကိုခြောက်ခြားအောင်လုပ်နေပါတယ်။အကီယာသတင်းပေါက်ကနေအပြင်ကိုကြည့်လိုက်တဲ့အခါမှာလမ်းပေါ်ကလူတွေဟာအဖြူနဲ့အနက်ဝတ်စုံတွေဝတ်ထားပြီးချက်ရုပ်တွေလိုနေရာယူထားတာကိုတွေ့လိုက်ရပါတယ်။ဟုတ်ပါတယ်ချက်စကွက်ပေါ်ကအကွက်တွေဟာတကယ်လူတွေရဲ့အသက်နဲ့ဆက်ဆက်နေပါတယ်။အဖိုးအိုကအကီယာရဲ့နေရုပ်တစ်ခုကိုစားလိုက်တဲ့အချိန်မှာပဲအပြင်မှာအဖြူရောင်ဝတ်ထားတဲ့လူတစ်ယောက်ဟာဓာတ်နဲ့အထိုးခံလိုက်ရတာကိုအကီယာမြင်လိုက်ရပါတယ်။ဒါဟာတကယ်ဖြစ်နေတဲ့လူသားချက်ကစားပွဲကြီးပါအကီယာဟာကြောက်လန့်တကြားနဲ့အပြင်ကိုပြေးထွက်သွားပြီးတေဆုံးသွားတဲ့သူကိုကယ်ဖို့စူးစမ်းပေမဲ့လူသက်သမားတရက်ခန့်အဖြစ်ဆွဆွဲခံရမလို့ဖြစ်ပြီးထွက်ပြေးခဲ့ရပါတယ်အကီယာဟာကြောက်လန့်ပြီးသူ့ရဲ့စိတ်ကျမ်းမာရေးဆရာဝန်တာမိုရာစီကိုသွားခဲ့ပေမဲ့ဆရာဝန်ကဒါဟာစိတ်ကြောင်ချောက်ချဖြစ်တာလို့ပဲပြောပါတယ်။အဲ့ဒီအချိန်မှာတင်စက်ထဲကနေနောက်တစ်ကွက်ကဘာလဲဆိုတဲ့စာသားတွေထွက်လာပါတယ်။ရုတ်တရက်စိတ်ကျမ်းမာရေးဆရာဝန်တာမိုရာဟာသွေးတွေအန်ပြီးတေဆုံးသွားပါတယ်။သူ့ရဲ့ကော်ဖီခွက်မှာကွင်းဆိုတဲ့စာသားပါနေတယ်လို့နိုင်ငံကတပ်ပုံထဲမှာစိတ်ကျမ်းမာရေးဆရာဝန်တာမိုရာကမြင်သိနေတဲ့အတွက်သူဟာမြေရုပ်ဖြစ်အသက်ခံလိုက်ရတာပါ။အကီယာဟာနောက်ထပ်အနေရရှိနေသူကတော့သူ့ဇနီးကူမီဖြစ်မယ်ဆိုတာရိပ်မိသွားပါတယ်။အကီယာဟာကြောက်လန့်တကြားထွက်ပြေးရင်းနဲ့သူ့ရဲ့ကားစီကိုရောက်သွားပါတယ်။ဒါပေမဲ့ကားတော့ချိတ်ကဘစ်ရှော့ရုပ်ဖြစ်နေပြီးကားကလည်းထောက်ဖြတ်တိုင်းပဲမောင်းလို့ရပါတယ်။ကားပါကင်တစ်ခုလုံးဟာချက်ခုံကြီးတစ်ခုဖြစ်နေပါပြီ။အကီယာဟာသူ့အိမ်ကိုပြန်ပြေးတဲ့အခါမှာလည်းသူ့အိမ်ကရောင်းထွက်သွားပြီဖြစ်ကြောင်းသိလိုက်ရပါတယ်။ဒါဟာချက်စကွက်ပေါ်ကရဲတိုက်ရုပ်ကိုအဖိုးအိုကစားလိုက်လို့ပါပဲ။ရော့ရုပ်ဟာရဲတိုက်ရုပ်ကိုကိုစားပြုတဲ့အတွက်သူ့ရဲ့အိမ်ကိုအဖိုးအိုကသိမ်းပိုက်လိုက်တာပါ။အကီယာဟာနောက်ထပ်အနေရရှိနေသူကတော့သူ့ဇနီးကူမီဖြစ်မယ်ဆိုတာရိပ်မိသွားပါတယ်။အကီယာဟာအဖိုးအိုစီကိုပြန်သွားပြီးကစားပွဲကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့နှစ်ယောက်ဟာနာရီပေါင်းများစွာအာရုံစိုက်ပြီးကစားကြပါတယ်။နောက်ဆုံးမှာတော့အကီယာကအကွက်နှစ်ကွက်အတွင်းမှာအနိုင်ရတော့မယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာအဖိုးအိုကအကီယာကိုမျက်စိပိတ်ပြီးအားကစားကွင်းကြီးတစ်ခုပဲခေါ်သွားပါတယ်။အဲ့ဒီမှာလူသားချက်ရုပ်တွေအများကြီးရှိနေပါတယ်။စိတ်မကောင်းစရာကတော့အကီယာရဲ့မိဖုရားအယုတ်နေရာမှာရှိနေတာကပါဇက်ပိတ်ခံထားရတဲ့သူ့ဇနီးကူမီဖြစ်နေတာပါပဲ။အကီယာသာမြင်းရုပ်ကိုရွှေ့ပြီးအနိုင်ယူလိုက်မယ်ဆိုရင်ကူမီဟာရန်သူရော်ရဲ့တက်ဖြတ်ခြင်းကိုခံရမှာပါကိုဘယင်းအဖြစ်သတ်မှတ်ထားတဲ့အကီယာအတွက်ရွေးချယ်စရာနှစ်ခုပဲရှိပါတယ်အနိုင်ယူပြီးဇနီးတွေကိုအသေးခံမလားဒါမှမဟုတ်အရှုံးပေးပြီးဇနီးတွေကိုကဲမလားဒါပေမဲ့အကီယာကဘယင်းဟာမိဖုရားကိုကာကွယ်ရမယ်ဆိုတဲ့စိတ်နဲ့သူ့ကိုယ်သူဘယင်းကိုအရှုံးပေးမဲ့အကွက်ထဲရွှေ့လိုက်ပါတယ်ရန်သူသားကသူ့ကိုထိုးလိုက်တဲ့အချိန်မှာတော့အကီယာဟာလည်းကျသွားပါတယ်။ဒါပေမဲ့မထင်မှတ်ထားတာကအားလုံးကလက်ကုပ်တီးပြီးထွက်လာကြတာပါ။ကူမီရောတည်သွားပြီလို့ထင်ရတဲ့စိတ်ကျမ်းမာရေးဆရာဝန်နာမူရာရောအားလုံးပြုံးနေကြပါတယ်။ဒါဟာအကီယာရဲ့ချက်အပေါ်ကကြောက်စိတ်ကိုကုသပေးဖို့လှုပ်ဆောင်ခဲ့တဲ့ Shark Therapy အစီအစဉ်တစ်ခုသာဖြစ်ပါတယ်။အဖိုးအိုဟာအကီယာရဲ့ပရိသတ်တစ်ယောက်ဖြစ်ပြီးသူ့ကိုပြန်လည်နှုတ်ထစေခြင်းလို့ဒီအစီအစဉ်အတွက်ငွေကြေးစိုက်ထုတ်ပေးခဲ့တာပါ။
ပိုပြီးအံ့ဩစရာကောင်းတာကအဖိုးအိုဟာလက်ချက်ကနေတဆင့်စူပါဘလူးကွန်ပျူတာရဲ့ညွှန်ကြားချက်အတိုင်းကစားနေခဲ့တာပါဒါကြောင့်အကီရာဟာကွန်ပျူတာနဲ့ပြန်ကစားနေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အကီရာရဲ့နောက်ဆုံးစတေးမှုဆိုတဲ့လုပ်ရက်ကိုကွန်ပျူတာကတွက်ချက်လို့မရနိုင်တာကြောင့်စူပါဘလူးကွန်ပျူတာဟာဆက်ချိုယွင်းပြီးပျက်စီးသွားပါတယ်စက်ရုပ်တွေဟာမေတ္တာတရားနဲ့စတေးမှုကိုတွက်ချက်လို့မရဘူးလို့အဖိုးအိုကညီကုန်းချုပ်လိုက်ပါတယ်နောက်ဆုံးမှာတော့အကီရာဟာသူ့ဇနီးနဲ့ပြန်လည်တင့်မြတ်သွားပြီးသူ့ရဲ့ချန်ပီယံဘဝကိုဂုဏ်သိက္ခာရှိရှိပြန်လည်ပိုင်ဆိုင်သွားပါတော့တယ်